အာရခတတော်အေးရဲ့တတိယအကြီးဆုံးခေါင်းဆောင်ဗိုလ်မှူးကြီးကျော်ဟန်ရဲ့ဘဝဖြတ်သန်းမှုပုံရိပ်တွေကအထက်တန်းကျောင်းသားဘဝစစ်ကြောရဲ့ငရဲခန်းအတွင်းဖန်ဆင်းနှိပ်စက်ခံရပုံတွေကိုရခိုင်တစ်ပတ်ဗီဒီယို episode 2မှာတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။မကြည့်ရသေးရင်တွားရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်။အခု episode 3ပါတော့စောင်းရတာမကြိုက်တဲ့မိတ်ဆွေတွေအတွက်ခက်ရှည်ရှည်လေးတင်ဆက်ပေးထားပါတယ်။ဗိုလ်မှူးကြီးကျော်ဟန်ဟာအထက်တန်းကျောင်းသားဘဝတွေကရခိုင်လွတ်လပ်ရေးအတွက်အသက်ပေးကဘဝနဲ့ရင်တိုင်ပွဲဝင်နေတာကိုကြည့်ပြီးအခုခေတ်ရန်ကုန်ကအုပ်စုဖွဲ့မိုက်ကြီးခွဲနေတဲ့လူငယ်တွေရဲ့အဖြစ်ကိုကြည့်ပြီးရဲခြင်းမိပါသေးတယ်။ episode 2ကိုအတူချုံးပြန်ကောက်ရရင်စစ်ထောက်နိုင်ရေးဘူကြီးစင်ဝင်းနဲ့အပေါင်းပါတစုဟာလူငယ်ကျော်ဟန်ကိုထမင်းမကျွေးရီမတိုင်ဖက်3-4ရက်အငတ်ထားကရမောင်းနှစ်ဖက်ကြားပြပါကြောင်းခံလျက်ထုတ်တန်းမှာတွဲလောင်းချိတ်ပြီးသဲအိတ်လိုကန်ကြောင်နှိပ်ဆက်စစ်စီမင်းညက်နေခဲ့ရမှာတော့လူငယ်ကျော်ဟန်ရဲ့လက်တီခြေထောက်တွေဟာသွေးမလျှော့တော့ပဲကိုယ်တစ်ပိုင်းသေးတယ်လို့ဖြစ်သွားခဲ့ရပါပြီ။သို့တော့ရဲဘော်ရဲဘက်ဆိုတဲ့စိတ်လွတ်လပ်သောရခိုင်နိုင်ငံတော်အတွက်ဆိုတဲ့စိတ်နဲ့မေးသမျှကိုဘူးခံငင်းနေရမှာတော့ဘူကြီးစိန်ဝင်းစတူသူဟာစိတ်မရှိတော့ပဲအနေအနားမှာရှိတဲ့မျက်ခုတ်သမားတဦးထံမှာတက်ရှိတလက်ကိုတွားရောက်ယူဆောင်လာခဲ့ပါတော့တယ်။အဒီကတော့လွဲမြောက်လို့မူကြောင်းအင်အားကြီးထွားလာတာဖြစ်တယ်လို့ပြောလိုပါတယ်။ကျွန်တော်တို့မေဘာသာကိုမုံပြီးမှငါတို့လွဲမြောက်မယ်။ဘေလူမျိုးကိုမုံပြီးမှငါတို့လွဲမြောက်မယ်ဆိုတဲ့မူဝါဒလမ်းစဉ်ကျွန်တော်တို့မရှိပါဘူး။ကျွန်တော်တို့လွဲမြောက်ဖို့အတွက်ကျွန်တော်တို့အရှင်းရှင်းရှိရမယ်ကျွန်တော်တို့အရှင်းရှင်းလှုပ်ရမယ်ဆိုတဲ့အလုပ်တွေပဲလုပ်တယ်အပြော့တွေပဲပြောပါတယ်တရှိကြီးကိုယူဆောင်လာပြီးတကလားကိုကြီးစိန်ဝင်းဟာဒီခေါင်းလာကမာတာလို့ဆိုပြီးခက်ဆက်ဆက်လေးငါခေါင်းကိုခုတ်ချလိုက်တယ်။နဖူးကသွေးတွေဟာစီးဆင်းလာပြီးမျက်စိတွေဆက်သွားတယ်။ငါလည်းတအားခံပြင်းသွားပြီးဒေါသနဲ့တောက်တစ်ချက်ခပ်ပြင်းပြင်းခေါ်လိုက်တယ်။ငါတစ်ခေါက်တန်ကိုကြားတာနဲ့ဘေးကစိန်ဝင်းရဲ့တပည့်ကောင်တွေကဝိုင်းလာပြီးတော့ငါလူမှသားလို့ဆဲကငါ့ကိုဝိုင်းပမာခဲ့ကြတယ်။တတိရတစ်ချက်မရတစ်ချက်ဖြစ်သွားလာအောင်ကိုနှိပ်ဆက်ပြီးမှသူတို့ကငါ့ကိုထုတ်တန်းပေါ်ကကျိုးကိုဖြီးပြီးထုတ်ချပေးခဲ့တယ်။ညနေ9 နာရီလောက်မှာငါ့ကိုအခန်းထဲကိုပြန်ပို့ပေးခဲ့ကြတယ်။အခန်းထဲကိုပြန်ရောက်တော့ရေးစားတဲ့ဝေဒနာကိုငါဘလို့မှမခံစားနိုင်တော့ဘူး။အာခေါင်တွေကလည်း6တက်ထက်6လာတယ်။ဒီဝေဒနာကိုကြိတ်မဲ့ခံစားနေရင်ဘလို့မှအဲ့လိုမရနိုင်ခဲ့ဘူး။ညတခေါင်ရောက်တော့သူတို့ထပ်ပြီးရောက်လာခဲ့တယ်။ဟိတ်ကောင်တပုံမနက်ဖက်ဆိုမင်းသိပြီ။မင်းထမင်းမစားရတာဘယ်နည်းရရှိပြီလဲ။ထမင်းအသက်9ရက်ရေအသက်တမနဲ့တဲ့ဟိတ်ကောင်နောက်တနေ့မင်းထပ်ပြီးရီမတော့ရရင်မင်းသိပြီပြောမလားမပြောဘူးလားမင်းအတွက်ဒါနောက်ဆုံးအခွင့်အရေးပဲမနှက်ဖန်လဲမင်းစတက်ပြီးခေါင်းမနေမယ်ဆိုရင်တော့သိပြီလို့သာမှတ်တော့လူပထင်းပေါက်ကလာရောက်ချင်းချောက်သွားခဲ့တယ်ဒီလူနဲ့တညကုံလုံးကမူလင်းသွားခဲ့ပြန်တယ်နောက်တနေ့မူလင်းတော့ငါကအင်တာတက်ချင်တယ်လို့ပြောလို့သူတို့ကငါ့ကိုအင်တာကိုလိုက်ပို့တယ်တကယ်တော့အင်တာထဲမှာရီမြတောက်ရလေမလားဆိုတဲ့စိတ်ကူးနဲ့ပေါ့လေဒီကြားတဲ့သူတို့ကငါ့ကိုမေးသေးတယ်မင်းကထမင်းလည်းမစားရေလည်းမတောက်ဖဲနဲ့ဘာလို့အင်တာတက်ချင်ရတာလဲတဲ့ငါကလည်းတကယ်တက်ချင်လို့ပါလို့ပြန်ပြောခဲ့တာပေါ့အင်တာနဲ့ရောက်တော့ရီယိုကလေးတစ်လုံးတွေ့တယ်ဒါပေမဲ့ရီကတစ်စမ်းမှမရှိခဲ့ဘူးသူတို့ကလည်းငါအင်တာတဲကရီကိုတောက်ဖို့ကြံစီနေတယ်ဆိုတဲ့အကြံကိုသိပုံရတယ်ငါအင်တာတဲကပြန်ထွက်လာတော့တက်ချက်ကြီးလှမြင်ဆိုသူကမင်းအင်တာဘာလို့တက်လဲငါတို့သိတယ်ဟဲ့ကောင်မင်းရီမြတ်တော့မလားဆိုပြီးတက်ခါမလားတော့ကိုတော့ခေရလာကွာဟေးလူတယောပြုံးလှောင်ပြုံးပြုံးပြီးငါ့ကိုခနေတယ်ပြီးတော့သူ့လက်ထဲကတုံးနဲ့ငါကြော်ကုန်းကိုခပ်ပြင်းပြင်းတစ်ချက်ဘုံငနေဆိုရိုက်လိုက်ပေးတယ်မနက်9 နာရီလောက်မှာတော့တက်မှုခင်မောင်ကြီးကငါ့ကိုလာစစ်ပြန်တယ်ငါဟာအဖမ်းခံရတဲ့နီကူမာပါလာတဲ့အင်ဂျင်လုံးကြီးနဲ့ပဲနီးနေရတာသူတို့နှိပ်စက်မှုမျိုးစုံကိုလူဟာစီစီငဲ့ညက်ကြည်အောင်ခံစားနေရလို့အဝတ်အစားတွေကလည်းချွေးတီပြီးသွေးတီစွန့်ပြီးတော့နန်းစော်ညစ်ပတ်နေပြီဖြစ်တယ်ဒါကြောင့်ခင်မောင်ကြီးကသူ့တပည့်တွေကိုဟဲ့ကောင်ဒီကောင်ကိုတန်ရှင်းလုပ်ပေးလိုက်ကြလူအမိန်ပေးတယ်အဲ့ဒီနောက်တက်ချက်ကြီးလှမြင့်တသက်လှမှုနဲ့အခြားတယောက်တို့ဟာငါ့ကိုရေချိုးတဲ့ဥက္ကဏကိုခေါ်သွားပြီးကုလက်နှံ့စင်ပြီးကြတယ်မဟာရေဟူလဲနေရောတောက်ချင်စိတ်တွေဘလို့မှတားမရတော့ဘူးဒါကြောင့်ခါလောက်မြင်းတဲ့ရေကန်ပေါင်နာကိုအတင်းတုကခါခေါင်းကိုရေတဲ့တအားထိုးနှစ်လိုက်ပြီးရေတကြိုက်ကိုဝအောင်တောက်ချပစ်လိုက်တယ်ငါအဲ့လိုရေကူခေါင်းထုနှစ်ပြီးအသေးအတန်ပေါက်နေတော့မှကြော်ကုန်းကိုဘုံနဲ့လက်ဝါးနဲ့ရိုက်ချတာခံလိုက်ရတယ်ရှလာမှုကငါကောင်းကိုအញ្ញံရီတဲ့ကနေဆွဲဖော်ယူလိုက်တဲ့အချိန်ဘေးမှာရှိနေတဲ့လှမျက်နှာငါပန်းတစ်ပတ်ကိုဘဲဘဲညာပြန်ရိုက်ပြီးငါလူမှမအေးပြီးရီခိုးတော့တဲ့မင်းကိုငါတို့ရီတိုက်ကိုခေါ်လာတာမဟုတ်ဘူးကွာတန်ရှင်းလုပ်ပြီးဖို့ခေါ်လာတာလို့ရိုက်ပုတ်ဆဲဆိုချိန်မောင်းခဲ့တယ်
ဘာပဲဖြစ်ဖြစ်ငါရေတကြိုက်တော့ကောင်းကောင်းတော့လိုက်ရတယ်အာရပါရမျက်နှာကိုနှစ်ပြီးတောက်ချခဲ့ရတဲ့အဲ့ဒီရေတကြိုက်ဟာငါဘဝမှာအရသာအရှိဆုံးတန်ဖိုးအရှိဆုံးပါပဲအသက်အဖို့အနှိမ့်ဆက်ခန်းနေရတဲ့ကြားကခက်ခက်ခဲခဲတော့ခွင့်ရခဲ့တဲ့ရေပေါ့သူတို့မှဘူးတန်ရှင်းလုပ်ပြီးနောက်ပြန်ခေါ်လာခဲ့ကြတယ်အဲ့ဒီနေ့မှာငါအင်ကငါအတွက်လာပို့တဲ့အဝတ်အစားတွေကိုထုတ်ပေးတယ်ငါအင်ကပို့တဲ့အထင်းမှာကလားတယုံလို့ခေါ်တဲ့ခန္ဓာကိုယ်အတွဲမိုင်းတန်ကြီးစည်းတွေနဲ့တခြားသောတန်ကြီးလင်းစည်းတွေလည်းပါခဲ့တယ်ဒါပေမဲ့အဲ့ဒါတွေကိုတော့သူတို့မှကိုထုတ်မပေးခဲ့ဘူးသုံးရမြောက်ကနေ့မှာအင်ဂျင်နဲ့လုံကြီးလဲခွင့်ရခဲ့တယ်ရေချိုးကငါပြန်လာတော့ငါဘိုက်ကစားလာပြန်တယ်ထမင်းအရန်ကိုစားကျင်လာတယ်ငတ်မှပူစားကျင်တယ်ဆိုတာလူတဘာဝပဲမဟုတ်ပါလားအခုငါမှစားစရာလည်းဘာမှမရှိလေပူစားကျင်လေပါပဲဒီလူနဲ့ညာမိုးချုပ်တော့သူတို့ငါကိုတစ်ခေါက်ပြန်လာခေါ်တယ်ဒီတစ်ခါတော့တက်မှုအခန်းထဲကိုတိုက်ရိုက်ခေါ်သွားတာဖြစ်တယ်တက်မှုခင်မောင်ကြီးကဟဲ့ကောင်မင်းထမင်းမစားတာဘယ်လောက်ကြာပြီလဲဆိုတော့ငါကလည်းဒီကိုရောက်တဲ့အချိန်လေးကပါလို့ငါကပြန်ဖြီးပြီးမယ်ငါရဲ့စကားတန်တွေကသိမ့်မခတ်တော့ဘူးဖြစ်နေတယ်သူကဆက်ပြီးရေနဲ့မတော့ပါဘူးဗလားအစားမစားရတာလေကြာပြီနောက်ထပ်မင်းဘာမှမစားဘဲနေရင်မင်းသိရတော့မယ်မင်းထမင်းမစားချင်ဘူးလားလို့ငါဘူးမိတော့ငါကလည်းစားချင်ပါတယ်လို့ပဲပြန်ဖြီးလိုက်တယ်အေးမင်းကငါတို့အစာကျွေးမယ်မင်းနားလေရမှာမင်းမမိဘပေးတဲ့အပတ်မရှိတော့ဘူးငါတို့မင်းကိုအစာကျွေးမှာမင်းအပတ်ရှင်ပါငါတို့အစာကျွေးမယ်ဒါပေမဲ့ငါတို့မေးတာကတော့မင်းအမှန်တိုင်းဖြေရမယ်လို့ဆိုတော့ငါကလည်းဟုတ်ကဲ့ပြောပါမယ်လို့ပြန်ဖြေလိုက်တယ်။ဘာဟာအခုအချိန်မှာဘိုင်အရန်စာနေပြီးတခုခုကိုစားဖို့ဟာတိတ်ကိုအရေးကြီးနေပြီဖြစ်တယ်။ဆက်ပြီးတော့သူကဟဲ့ကောင်ဟိုမှာတွေ့လားလို့ဆိုကတစ်ဖက်ခုံပေါ်မှာတင်ထားတဲ့လက်ဖက်ရည်နဲ့ကိတ်မှုကိုညှို့ပြရတယ်။မင်းစားကျင်တယ်မလားလို့ထပ်ပြီးတော့ငါကလည်းစားကျင်တယ်လို့ပဲပြန်ဖြေလိုက်တယ်။သူကအေးစားကျင်ငါတွေးမယ်မင်းငါမေးတာကိုဖြေမလားဆိုတော့ငါကလည်းမဆိုင်မတော့ဖြေပါမယ်ဒါပေမဲ့အရင်စားကျင်တယ်စားပြီးတဲ့အခါမှာဖြေမယ်ဆိုတော့သူကမင်းခရီးတီမလားမင်းခရီးတီမယ်ဆိုရင်ငါကျွေးမယ်ဆိုပြီးတဲ့နောက်ငါကိုလက်ဖက်ရည်နဲ့ကိတ်မှုကိုတောက်ခွင့်ပြုတယ်။ငါလည်းသူတို့ကျွေးတဲ့ကိတ်မှုနဲ့လက်ဖက်ရည်ကိုတောက်ဖို့လက်လှမ်းလိုက်တော့ငါရဲ့လက်ချောင်းတွေဟာတစ်ချောင်းမှကုတ်လို့ကွေးလို့မရတော့ဘူး။အနားမှာရှိတဲ့တက်ကြက်လှမြင်ဆိုသူကသူ့လက်နဲ့ကင်ပြီးငါကိုကိတ်မှုခွန်ကျွေးတယ်။ငါလည်းဆာဆာနဲ့ပဲခတ်တွတ်အကုန်စပြလိုက်တယ်။လက်ဖက်ရည်ကိုလည်းသူ့လက်နဲ့ကင်ပြီးတိုက်တယ်။ဒီလိုစားနေတော့မှဘုံမှုခင်မောင်ကြီးဆိုသူကအခုမင်းကမင်းအဖေနဲ့အမေပြီးတဲ့အသက်မရှိတော့ငါတို့ပြီးတဲ့အသက်ဖြစ်သွားပြီဒီနေ့မှမင်းအစာတစ်ခုခုမစားရင်မင်းကသိလူပဲဒါကြောင့်မင်းပြီးတဲ့ဂရိတော့မင်းတီးရမယ်လို့ထက်ခါပြောပြီးဟိုမင်းလိုက်ဒီမင်းလိုက်လုံနေစင်မှာငါဟာဘလူးဖြစ်လို့ဖြစ်သွားတယ်မှမသိလိုက်ဘူးငါရဲ့မျက်နှာဟာရှေ့ရစပွဲကုံပုတ်ကိုနှစ်ဖူးနဲ့တုံးငနေကြီးအောင်မှောက်ကျသွားခဲ့တယ်ဘေးကနေလှမြင်းဆိုတဲ့တယောက်ကငါကူဘိုးအင်းကြီးစားကိုဆွဲပြီးပြန်မှတ်ပြီးတယ်ဒီအချိန်မှာစောစောကငါတောက်လိုက်တဲ့လက်ဖက်ရည်မှာအိတ်စိတ်ခတ်ထားတယ်ဆိုတာကိုသတိပြုမိလိုက်တယ်ငါနှစ်ဖူးဟာတုံးငနေစပွဲပုတ်ကိုထိုးကျသွားလိုက်တိုင်းတက်ချက်ကြီးလှမြင်းဆိုသူကငါကူဘိုးကိုပြန်ပြီးတော့ဆွဲမှထူတယ်အဲ့ဒါလို့အိတ်ချင်မူလူဖြစ်နေချိန်မှာငါစီကသူတို့လိုချင်တဲ့အဖြစ်ကိုရအောင်6တလဲရခင်ကမေးထားတဲ့မိကုန်းတွေကိုပြန်မေးကြတယ်သူတို့ဟာငါကိုစစ်ထားမေးထားပြီးသားဟာတွေနဲ့ဒီနေ့ဖြေတဲ့အဖြေတွေကိုတိုက်ဆိုင်စစ်ဆေးကြပုံရတယ်ငါလည်းအတက်နိုင်ဆုံးသတိကိုထိန်းလို့ရသမျှထိန်းပြီးအရင်အဖြေတွေနဲ့ကိုက်ညီအောင်ကြိုးစားဖြေတယ်ဒီနေရာမှာငါမသိလိုက်တာသူတို့ဟာငါနဲ့ပတ်သက်တဲ့သတင်းအချက်လက်အတော်များများကိုသတင်းပြီးတယောက်စီကနေရရှိပြီးသားဖြစ်တယ်။ဒါကြောင့်ငါဘလူပဲလှီးလွယ်ပြီးဖြစ်သူတို့ဟာငါစင်ပြောနေတဲ့ကိုသူတို့သိတယ်။ငါညင်းနေလည်းသိတယ်လို့ငါအမှန်တိုင်းပြောနေလည်းသူတို့သိနေတယ်။အဲ့ဒီသတင်းပြီးတရှူဟာငါပေါ်လာတာအားလုံးကိုသိနေသူဖြစ်တယ်။ဒါကြောင့်သူတို့တွေဟာငါဘာကိုလိမ့်နေတယ်ဘာကိုမလိမ့်မဲ့ဖြေနေတယ်ဆိုတာကိုအတိအကျကိုသိနေတယ်။ဒီလိုနဲ့သူတို့မိတဲ့မိကုန်းတွေကိုသတိထားဖြေရင်တဖြည်းဖြည်းငါဟာသဘောပေါက်လာခဲ့တယ်။အော်ငါနဲ့အတူလှုပ်ရှားနေခဲ့တဲ့ကောင်ဟာဒီကောင်ကြီးရဲ့တရှူပါလားဆိုတာကိုပေါ့တကယ်တော့ဒါကိုစစ်ကြုံကြီးဝင်ရတဲ့ဒုတိယနေ့တည်းကငါရေးမိတယ်။ဘာကြောင့်ဒီသတင်းတွေဘသူစီကနေပေါက်နေတာလဲထွက်လာတာလဲဆိုတာကိုငါသိချစဉ်းစားမိလိုက်တော့ဂွင်းဆက်ကိုငါဆက်တွေးမိလာတယ်။ဒီကောင်မင်းဆိုတာငါတစ်ချိတ်ချသိလိုက်ပြီ။ဒါကြောင့်ဒီကောင်သိနေတဲ့အရာတွေအားလုံးကိုငါထိန်းချန်ဖုံးကွယ်လို့မရတော့ဘူးဆိုတာနားလည်လိုက်တယ်။သူတို့မကိုအိတ်စီးခတ်စစ်စီးပြီးတဲ့နောက်တနေ့မနက်9 နာရီလောက်မှာလက်ဖက်ရည်တစ်ခွက်နဲ့အတူဘီစကွတ်မုတ်ချောက်အနှဲငယ်လာပြီးတယ်ဒီလိုလာပေးတဲ့ထောင်လိုင်းကြီးကငါ့ကိုနှီးတိုင်းလာပြီးဘလူးဆိုင်တီးနေတဲ့ကောင်နေနဲ့တော့မတူဘူးသူကအသားဖြူအရက်မြင့်နဲ့ရေမုံမဲစကားကိုချွတ်သားပြောပြီးမိတ်ဆက်တယ်သူ့နာမည်မှာတော့ဆိုင်းပါတယ်နာမည်အပြည့်အစုံကိုတော့ငါမှတ်မိတော့ဘူးသူကရှမ်းလူမျိုးလို့သူ့ကိုယ်သူမိတ်ဆက်တယ်သူကငါ့ကိုအမှန်တိုင်းဝင်ခွန်ထပ်ဆော်လိုက်ပါလို့ညင်သားနဲ့ချောမော့ဖြောင်းဖြာရင်လက်ဖက်ရည်နဲ့မုတ်ကိုခွန့်ကြွေးပြီးနောက်ပြန်ခတ်သွားခဲ့တယ်
နားဆင်နေသူပေးသက်ကြီးအနေနဲ့ဒီနေရာမှာတစ်ခုသိခါရမှာကဒါဟာစစ်ထောက်လှမ်းရေးတွေရဲ့သဘောကောင်းမှုမျှတမှုမျိုးမဟုတ်ပဲစိတ်သက်စစ်စင်ရေးတစ်မျိုးသာဖြစ်ပါတယ်။နက်နက်9နာရီခွဲအချိန်လောက်မှာတော့စိန်ဝင်းနဲ့လှမြင့်တူပြန်ရောက်လာကြတယ်။သူတို့လက်ထဲမှာကင်ထားတဲ့စိုက်ကထဲကမိကုန်းတွေကိုတစ်ခုပြီးတစ်ခုဇက်တိုင်မိကြတယ်။အရင်မေးပြီးသားမိကုန်းတွေအပြင်နှောက်ခတ်မိကုန်းအသစ်တွေပါလာခဲ့တယ်။ဒီမိကုန်းတွေကိုကြားလိုက်ရစမှာငါစိတ်ခဲလုံးဝသိကြသွားတာတစ်ခုကတော့ငါနဲ့အတူအလုပ်တွဲလို့ဖို့အထက်ကတောင်းဝန်ပေးလိုက်တဲ့သူဟာပရှိုးအကြီးစားတစ်ယောက်ဖြစ်နေတယ်ဆိုတာဘူးပဲစိန်ဝင်းဆိုသူကလေးတန်းခတ်မှမှနဲ့ဟဲ့ကောင်တပုံမင်းသိထားရမှာကငါတို့ကမပိုင်ရင်ဘရောမှမလုပ်ဘူးကွာမှတ်ထားငါလူမှသာမအေးလို့မင်းထပ်ပြီးအသားနာခံပြီးမှထွက်လာတဲ့အထိကငါတို့မလူချင်ဘူးဆိုပြီးချင်းချောက်ပြောဆိုကပြန်ခတ်သွားကြတယ်17နာရီကျော်လောက်မှမနဲ့စောစောကတစ်ခေါက်လာသွားတဲ့ရှမ်းလူမျိုးစစ်ထောက်လိုင်းကြီးဟာငါရှိပြန်ရောက်လာပြီးထမင်းကျွေးပြန်နဲ့ရေလဲတိုက်တယ်မန္တလေးဘီယာပလင်းကုန်နဲ့ရေထည့်ပြီးစပွဲပေါ်ချပြီးနောက်သူဟာပြန်ခတ်သွားခဲ့တယ်သူပြန်ထွက်သွားပြီးနောက်ငါရှိတော့ဖို့ရေပလင်းကိုကင်လိုက်တဲ့အချိန်မှာငါလက်ကဘာအထီးတွေကိုမှမခံစားတော့တယ်လို့လက်ချောင်းတွေဟာလည်းတချောင်းမှာကုတ်လို့ကွေးလို့မရတဲ့အခြေအနေဖြစ်နေတယ်။ဒါကြောင့်ငါဟာလက်ဖွားတစ်ဖက်ကိုပလင်းအောက်ခြေကိုထင်းကတခြားလက်တစ်ဖက်နဲ့ပလင်းနှခမ်းကိုစောင်းပြီးပါဇက်ကိုပလင်းအဝါနာကိုတိကကျူးစားတော့ရတယ်။အဲ့ဒီအချိန်မှာထပ်ပြီးတတိထားမိလိုက်တာငါရဲ့ဘဲညာနှစ်ဖက်လက်မောင်းကြွသားနဲ့လက်ဖြန့်ယူရီရလည်းထုံချင်းနေတယ်လို့ဝမ်းပိုက်သားတစ်ခုလုံးဟာလည်းထုံချင်းကြိုက်ခဲနေတာကိုသိလိုက်ရတယ်။နေ့လယ်2နာရီလောက်မှာငါအခန်းရှိကတော်တဲ့တချင်ချင်းကြားနေရတယ်။ဘသူအခန်းကိုလာဖွင့်တာလဲငါအခန်းကိုလာငါအခန်းကိုတော့မဟုတ်ပါစေနဲ့လို့စိတ်ထဲကဆူတောင်းနေခဲ့မိတယ်။တော့တန်ကြားပြီးရင်တယောက်မဟုတ်တယောက်တော့ခေါ်ထုတ်ခံကြရတာဘူး။ငါဆူတောင်းမတီးခဲ့ပါဘူး။ငါနေတဲ့အခန်းကိုတော့လာဖွင့်ပြီးငါ့ကိုခေါ်ထုတ်သွားခဲ့ကြတယ်။အရင်နေ့ကနှိပ်စက်တဲ့နေရာကိုပဲငါ့ကိုပြန်ခေါ်သွားတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူတို့ကျိုးနဲ့မချီတော့ဘူး။လှမင်းကဟဲ့ကောင်မင်းလိန်နဲ့ဇက်တိုက်စီရတာမကောင်းကွာလို့ပြောတယ်ထုတ်တဲ့မှာကျိုးနဲ့တွဲလောင်းချီပြီးညင်မနှိပ်ဆက်တာကိုသူတို့ကလိန်နဲ့စီးတာလူစကဝက်နဲ့ပြောတာဖြစ်တယ်တက်ဆက်ထဲမှာပဲဒီနေ့မှာတော့သမောပြောင်းစီမယ်လို့သူကထပ်ပြောတယ်လိန်နဲ့စီးမယ်လို့ဆိုကအစာမကျွင့်ရေမတိုက်ဖဲထုတ်တဲ့မှာတွဲလောင်းချီကထိုးနှံရိုက်နှံစစ်ကြောခဲ့ပြီးနော်သမောစီးမယ်လို့စကဝက်ပေးထားတဲ့စစ်ကြောကြီးကရောဘလို့နှိပ်ဆက်မှုတွေဖြစ်မလဲရဲဘော်ဂျိုဟန်ကရောဘလောက်ထိဆက်ပြီးတောက်ခံနိုင်မလဲဆိုတာကို episode 4မှာဆက်လက်တင်ပြပေးသွားပါမယ်